ဆောဆမ်းမဲ့ချက်မဲ့ဘလော့မှကျူဆိုပါရယ်ဒီနေ့တော့အယောင်လဲလာအရသာလဲချွတ်ချွတ်မွမွေ့ရှိတဲ့မုတ်ကြစီတာကိုအုံတို့ဇန်းလေးကိုအမောကနေလှုပ်ချေးမှာပါပထမဦးစွာခေါ်မဲကိုကောင်းချင်းမုတ်ရဲ့မွေးဆန်မုတ်ရဲ့ကိုကျွန်တော်တို့ကဘန်းတစ်ခုထဲမှာရောပြီးတော့ထည့်ထားပြလိုက်ပါမယ်ပြီးသွားလို့ရှင်တော့ရှည်အများကြီးမသုံးမဲနဲ့နည်းနည်းချင်းသုံးပြီးတော့ဆန်မုတ်နဲ့ကောင်းချင်းမုတ်တမဝအောင်လို့နယ်ပေးလိုက်ပါမယ်ခုဆိုလို့ရှိရင်တော့မှုတ်သားလေးလည်းရပါပြီဒါဆိုလို့ရှိရင်တော့မှုတ်ကို3ပုံပုံပေးလိုက်ပါမယ်ပြီးသွားလို့ရှိရင်တော့ကစုံဥကိုပေါင်းနာပေးပြီးကစုံဥရလို့ရှိရင်တော့ကစုံဥတွေခွန်ခွာထားပေးလိုက်ပါမယ်ရင်နွေးကိုပြုတ်ထားပေးရပါမယ်တာကိုအဖြူရဲ့အစိမ်းရည်ကိုပကံနဲ့ထည့်ပြီးတော့ရေနှစ်ထပ်လောက်ဆင်အောင်ဆေးကြောလိုက်ပါမယ်ဆေးကြောပြီးလို့ရှိရင်တော့တာကူတွေကိုကျွန်တော်တို့ကပြုတ်မဲ့ဒေအိုတွေကိုထည့်ပေးလိုက်ပါမယ်သူကချက်ဖို့နည်းငယ်လိုသေးတဲ့ကြောင့်မလို့ကျွန်တော်တို့ကအဖုံးလေးအုပ်ပြီးတော့ဆက်ချက်ထားပြလိုက်ပါမယ်ခုဆိုလို့ရှိရင်တော့တာကူလေးတွေဟာချက်သွားပါပြီတာကူကိုချက်သွားတာနဲ့ရေနှစ်ခေါက်ဆေးချောပြီးတော့စီကတ်မှုမရှိအောင်လို့ပြင်ဆင်ထားပြလိုက်ပါမယ်ပြီးသွားလို့ရှိရင်တော့မှုတ်သားကိုရွှေဝါရောင်ကစုံဦးနဲ့နယ်မယ်ခရမ်းရောင်ကစုံဦးနဲ့နယ်မယ်မုတ်သားလေးတွေကိုနယ်ပြီးသားလေးတွေကိုကြာစီးအရွယ်လေးတွေဖြစ်အောင်လို့လုံးပေးလိုက်ပါမယ်ကျွန်တော်တို့အသင့်ပြင်ဆင်ထားကြတော့တာကူရှိတယ်ကြောက်ကြောကြာညာတွေကချိုထားတာပါကစုံဦးအဝါကစုံဦးခင်းရောင်ဒါတွေကိုတော့အစင်သက်ပြင်ဆင်ထားပြရပါတယ်ပြီးတော့လို့ရှိရင်တော့ရင်းနှီးပုတ်ပွက်ဆိုတဲ့ဒေအိုထဲမှာဆိုလို့ရှိရင်မုတ်ကြာစီလေးတွေကိုထည့်ပြီးတော့ပြုတ်လိုက်ပါမယ်မုတ်ကြာစီလေးတွေရေပုတ်ပွက်စုတဲ့ထည့်ပြုတ်တဲ့ခါရေပေါ်လာပြီးဆိုလို့ရှိရင်တော့မုတ်ကြာစီလေးတွေချက်ပါပြီးဒီတော့မှရေကိုစစ်ထားပြလိုက်ပါမယ်စစ်ထားပေးပြီးတော့တာကူဘန်းထဲကိုထည့်ထားပြလိုက်ပါမယ်ပေါင်းဝဲမှာကျွန်တော်တို့ကအသင်းအုံနိုခရမ်ကိုထည့်မယ်ရေထည့်ပြီးတော့ဇွန်းနဲ့မွေပေးလိုက်ပါမယ်ပြီးသွားလို့ရှိရင်တော့တခြားကိုသမင်းစားစွန်းနဲ့မောက်နှစ်စွန်းလောက်ထည့်မယ်တေချာစွန်းနဲ့တမအောင်မွေပေးလိုက်မယ်မွေပေးပြီးလို့ရှိရင်တော့ခုနချက်သွားပြီးဖြစ်တဲ့မုတ်တာကြာစီတာကူကြောက်ကြောဒါတွေကိုတခါလေးရောပြီးတော့ထည့်ထားပြလိုက်ပါမယ်ဒါအုံတို့ပုတ်ပွက်စုပြီးဆိုလို့ရှိရင်တော့အစင်သိရပါပြီအုံတို့မမွေမုတ်ကြာစီနူးနူးတာကူတင်းတင်းလေးနဲ့စားလိုက်ရရင်တစုံမေစုံမြဲနိုင်လောက်အရသာရှိတဲ့မုတ်ကြာစီပါ